Alright ကျွန်တော်တို့ laptop ရွေးတဲ့အခါ game software ပါတစ်ခါတည်းစဉ်းစားရဆိုရင် ASUS ရဲ့ Tab series ကြီးကလုံးဝမေ့လို့မရဘူးပေါ့နော်ဒီကောင်နာမည်ကတော့ A15 လို့ခေါ်တယ်ဒီကောင်နဲ့ဆိုရင်ကျွန်တော်တို့ရဲချင်ရဲလို့ရတယ်အစုံနည်းကြည့်ရအောင်ထုံးစံတိုင်းဒါမျိုး laptop ပုံစံက durable ဖြစ်တယ် manly ဖြစ်တယ်သူ့ရဲ့ target audience နဲ့လည်းနည်းနည်းသွားပြီးတော့ဆိုင်တာပေါ့နော် design ပိုင်းကျွန်တော်ကြီးကြီးမားမားအပြည့်ပြောကြမရှိဘူးလက်ကလေးနည်းနည်းအစီပေးလွယ်တယ်ပြီးတော့ဒီလောက် weight နဲ့ laptop တစ်လုံးဖြစ်ပြီးတော့ကျွန်တော်တို့လက်တစ်ဖက်တည်းနဲ့အဲ့လိုလို့မရဘူးပေါ့ display ကတော့ဒီကောင်းရဲ့ quality ကိုပဲအဓိကပြောရမှာပဲတအားဝူပဲမဖြစ်ဘူးသုံးတာတော့ 15.6 inches ကို 144 Hz IPS panel ကျွန်တော်တို့အမြဲတမ်းညွှန်နေကြပဲ performance စားပေးတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သုံးရတာ smooth ဖြစ်တယ် viewing angle okay တယ်ပေါ့ဗျာ color လည်းမဆိုးဘူး brightness တော့နည်းတယ်သူ့ keyboard က RGB ဗျာအဲ့ကောင်ကိုပိတ်ထားမယ်ဆိုကျွန်တော်တို့ရုံးတို့ကြောင်းတို့မှာတစ်ခါတည်းသွားပြီးတော့သုံးလို့ရတယ်သူများတွေမျက်စိမနှောက်ဘူးပေါ့နော်ဒါပေမဲ့ဖွင့်နိုင်ရင်တော့ကျွန်တော်တို့မျက်စိပို့ပြီးတော့အေးတယ်ဗျာလူငယ်မို့လို့လာတော့မသိဘူးစာရဲရလည်း Yo laptop တွေထက်ကိုပို့ပြီးတော့တွက်နေရပါပေါ့နော်ဒီ RGB light တွေဒါမှမဟုတ် transparent key တွေအဲ့ကောင်တွေကမပိုင်တော့ဒီကောင်အလိုနည်းနည်း type based keyboard နဲ့တော့နည်းနည်းသွားပြီးတော့ဆင်နေရပါတော့ speaker ကတော့တအားကျယ်တယ်တော့မပါဘူး MacBook တွေလို့ဘယ်လိုခေါ်မလဲ clarity ကောင်းတဲ့ဖက်လေဒီကောင်မသွားဘူးဒါပေမဲ့ performance အသားပေး laptop တစ်လုံးနေနေဆိုတော့မစိုးဘူးဗျာ DTS audio support လုပ်မယ်အဲ့သူမှာဘေးလင်ပါလာတဲ့ mic ကလည်း two way noise cancellation ရနေမှာဒါပေမဲ့ 720p camera ကိုတော့ကျွန်တော်အရင်ကြီးအဲ့လို expectation too high တော့မဖြစ်ဖို့တော့လိုမှာပေါ့နော်ဒါပေမဲ့အကုန်လုံးက 720p ပါပဲ IO တော်တော်များများတော့သူ့ရဲ့ဘယ်ဘက်လေးမှာပါလာမယ် Ethernet တွေ HDMI USB-A နှစ်ပေါက်ပါလာမယ် Type C headphone jack charging ကတော့ 180W maximum ဆိုတော့သူ့ရဲ့ original ခေါင်းနဲ့ပဲတွားတာပို့အဆင်ပြေလိမ့်မယ်ညာဘက်မှာကတော့နောက်ထပ် Type B တစ်ပေါက်ထပ်ပြီးတော့ပါမယ်ဆိုတော့ကျွန်တော်ခြုံကြည့်လိုက်မယ်ဆိုသူ့ရဲ့ဒီ laptop weight ရဲ့အဲ့ charging weight ရဲ့လေးတာလေးရဲ့ anyway ဒီ laptop ရဲ့ selling point performance Ryzen 7000 series ပါလာမယ် GPU က Nvidia ရဲ့ RTX 3050 4GB VRAM နဲ့အဲ့ဒါမှမှ 16GB LPDDR5 RAM ပါလာမယ် 512GB PCIe Gen4 SSD ဒါတွေနဲ့သုံးရမှာပေါ့နော်အဲ့ဒီခုနှစ်အတွက်ကို UEFI ပါလာမယ်ဆိုတော့ဒီ component ဆိုရင်ကျွန်တော်တို့ကထွက်ထားတဲ့ game တော်တော်များများကို 1080p လောက်နဲ့ AAC ဆောက်လို့ရတယ်အဲ့ဒါပို့ပြီးတော့မြင့်နေတယ်ဆိုရင်အဲ့ဒါပို့ပြီးတော့မြင့်နေ laptop ဝယ်ဖို့အကြံပေးတယ်ဒီမှာဒီမဲ့ကျွန်တော်တို့ရွေးချယ်စရာလူရန်စား2ရက်ကိုသွားပြီးတော့တွေ့ရပေါ့နော်ပထမတစ်ချက်က engineering student တွေ dedicated GPU ပါရတဲ့ကြောင့်မလို့သူတို့တော့ okay တယ်နောက်ချက်ကတော့ Intel မကြိုက်တဲ့သူတွေအတွက် Ryzen နဲ့လာတဲ့ကောင်ပေါ့နော် battery ကတော့ 48Wh နဲ့ 3 set ပါလာမယ် performance အသားပေးဖြစ်တဲ့ကြောင့်မလို့ကျွန်တော် battery life ကိုအဲ့လို power မကျွေးထားရင်တော့အရင်ကြီးမမျော်လင့်နေပေါ့နော်ထုံးစံနိုင်ပါပဲဒါပေမဲ့ကျွန်တော် heavy performance ကိုလိုချင်တဲ့အတွက်ကြောင့်မလို့ဒါမျိုး plug ကတော့အမြဲတမ်းကျွေးထားမှာပေါ့နော် yeah ဒီ laptop ကိုဘလို့လူတွေအတွက်လည်းဆိုတာထက်ကျွန်တော်စီမှာလည်းလာတောင်းတဲ့သူတွေတော်တော်လေးကိုများတယ်အဓိကတော့ game ဆော့တဲ့သူ performance မတ်တဲ့သူလိုပဲဖြေရမှာပဲတခြားဘာမှလည်းထူးထူးခြားခြားကြီးပြောစရာတော့မရှိဘူးပေါ့နော်ဘာမှဝယ်လို့ရလဲဆိုရင်တော့ကျွန်တော်တို့နဲ့ partner လုပ်နေ ID Studio laptop ရံပို့ပဲမှာဝယ်လို့ရတယ်ကျွန်တော်တို့နာမည်ပြောလိုက်ပြီဆိုရင်ဒီ video နဲ့ live ပြောလိုက်ပြီဆိုရင်သူတို့ဘက်ကနေနောက်ထပ် discount 3000လည်းထပ်ပြီးတော့ပေးနေမှာ yeah တော့ကြည့်လိုက်ပါကျွန်တော်ကြုံဖြစ်ပါတယ်အားလုံး host ပါ